ဗုဒ္ဓေထဝိသစ္စာဒဝရသစ္စာသဟတကိသစ္စာတတသဟတနိနမာမိတိရတမဟာအဘဂဝါလူကကေကာနန္ဒာနိဗ္ဗုဒ္ဓဇိနာဒေတတမေသတကိသအာရရိနနမမဟံနမကာရနုဘဝေနဟိတဝသဗ္ဗေဥပဒဝေအနေကအန္တရာယပိဝိနတံတုအသေတတောအထဝိတံသုံးပါးဘဝသုံးလောကတွင်ညာနာရောင်ဖိအောင်ဘိသိမ့်နှင့်နှစ်ကျိတ်ရှိစုကုန်သောသဗုဒ္ဓေသတဆောင်ပမဉာဏ်ရောဝါဖြင့်တစ္ဆာပွင့်လင်းတရားမင်းတို့ကို၎င်းသောရသစ္စာတဟတကိနိဗ္ဗာန်ကိအောင်ဆက်မွေလျောင်းသည့်12000ကုန်သောသဗုဒ္ဓေသလျောင်းပမဉာဏ်ရောဝါဖြင့်တစ္ဆာလင်းပြောင်းမြတ်ဘုံခေါင်တို့ကို၎င်းသစ္စာတရသဟတနိတောင်းထိုင်စကြဝဠာကုံရောင်ရှိန်9သိန်းကုန်သောသံဗုဒ္ဓေသနေအောင်ပမဉာဏ်ရောဝါဖြင့်တစ္ဆာလင်းထိန်မြတ်မှုနေတို့ကို၎င်းကျွန်ုပ်သည်တိရတာဥကောင်းယရဏမြတ်အင်္ဂါဖြင့်နမမိယောတိညိုကျိုးလက်ဆုံးမိုး၍ရှေကိုပါ၏